ဟုတ်တလုံးကတလုံးလက်စာဆိုးရဲ့အမေပဲဆိုးလို့လေမဟုတ်ကတလုံးဝယ်တလုံးလက်စာဆိုတာတကယ်လား တကယ်ပါမောင်လေးမတို့ကဖုန်းတစ်လုံးဝယ်ရတယ်တစ်လုံးလက်ဆောင်ပေးပါရဲ့မောင်လေး ဟုတ်တလုံးဝယ်တလုံးရမှာတေးကြရနော် တေးကြတယ်မောင်လေး ဟုတ်ပြီအဲ့ဒါဒီမှာ CV phone product တွေရှိတာ ရှိရဲ့မောင်လေး ကျွန်တော်အကောင့်လေးပြ ပြပေးမယ်နော်ဒီမှာပါမောင်လေး ဒီကောင်လေးကလက်ဆောင်တွေပါသေးလား ပါတယ်လေမောင်လေးမတို့ကဖုန်းတစ်လုံးဝယ်ရတယ်မမကွဲကပါအပြင်ကျော်အဆုံထည့်ပေးလေမောင်လေး အဲ့ဒါကြောင့်ဒါလေးပဲထည့်ပေးတယ်နော် ဟုတ်ပြီ โอเคဟုတ်အော်မဟာတလုံးဝယ်တလုံးရမှာတကယ်တေးကြရနော် တေးကြတယ်မောင်လေး အာဆိုအော်မဒီကောင်လေးရပါလား မဟုတ်ဘူးလေမောင်လေး ဟုတ်လားအော်တေးပြီးရတယ်ဒါလေးနဲ့တူတယ်ဒီ model မြင့်လေးလေဟုတ် မ လား ဟုတ်ဘူးလေမောင်လေး ဟုတ်လားအမတို့ရေးထားလေတလုံးဝယ်တလုံးလက်ဆောင်ဆိုတာလေဘယ်လုံးလေးပြော ဟုတ်တယ်လေမောင်လေးမတို့ကတစ်လုံးဝယ်တစ်လုံးလက်ဆောင်ဆိုတာဒါလေးတို့ပြောမောင်လေး ဟာလေ ချစ်ချင်း ဟုတ်လေမဟိုတလုံးဝယ်တလုံးလက်ဆောင်လေထုံးမ ဟုတ်တယ်လေမောင်လေးဒါလည်းတစ်လုံးမဲ့လေ တိုင်းမဟုတ်လား မဟုတ်ဘူးလေမောင်လေးတစ်လုံးဝယ်တစ်လုံးလက်ဆောင်ဆိုတာမတို့ကချစ်ချင်းကိုပြောတာဒါလည်းတစ်လုံးမဲ့လေ ထုံး မဟုတ်ဘူးမောင်လေးရဲ့